မြေတာမြို့ရဲ့အထွက်ပေါ့နော်မြေတာမြို့အထွက်လေးမှာတော့ YG အနေနဲ့တံတားကိုတော့ဘလော့လိုက်ပြီဖြစ်ပါတယ်ရောင်ကြီးစမိုင်းရိုမီယိုဘွိုင်းနော်သွားခဲ့ပြီမာနတ်ပြန်ပြီးတော့ပဲကျွန်တော်တို့ရှက်ကိုကိုတော့ 4-3 တိုင်းလေးနဲ့ပဲအဖာခေါ်ပေးနေခဲ့တယ်ရေထဲကြာသွားမလားကန်ကောင်းနေရောင်ကြီးလောက်ကွာအဲ့ဘရူနိုင်းအသင်းကိုနိုင်အောင်ပြစ်လိုက်စေကလောက်ထောက်ထားလို့ရစေကလောက်မင်းတို့တက်မလာနဲ့အပါခေါ်ချင်တာရိုမီယိုဘွိုင်းအပါခေါ်ဘူး push လာတာဟိုကောင်းနေနောက်ကနေမာနဲ့ထောက်ထားတယ်စေကလောက်ထောက်ထားတယ်ကောင်းမတီးကြတဲ့ granite တစ်လုံးပြစ်ထဲမှုတွေအောင်ပါပဲမာနဲ့တကယ်ကောင်းတဲ့ movement လေးတွေကိုဖန်တီးပေးတိုင်းနဲ့ပဲအကောင်းမှုဆုံးကျွန်တော်ဘက်တယ်လေးကိုအလှလေးပုံဖော်ပေးနေလို့ပြောနေတွင်းမှာပဲစေကလောက်ထောက်ထားတဲ့ကျွန်တော် vision တဲကိုတော့ Brunei player ဝင်လာခဲ့နောက်မှာတော့အပိုင်ပဲခေါင်းကိုပဲရိုက်ခွဲပေးရခဲ့နောက်မှာတော့ Romeo Boy အသက်ရှင်ခွင့်ကတော့ရာသွားခဲ့ပြီဖြစ်ပါတယ်ချက်ချင်းဆိုသလိုပဲနောက်တဲ့အသင်းဖြစ်တဲ့ဆင်းတွေပါထပ်ပြီးတော့ရောက်လာခဲ့ပြီးမာနဲ့ position လေးတေချာပြန်ယူဖို့တော့လိုအပ်နေတယ်အဲ့တော့ပူနွေဘတ်တဆိုင်လာခဲ့တဲ့ YG နောက်တဲ့အသင်းဖြစ်တဲ့ဆင်းနေတဲ့ပါထပ်ပြီးတော့ဘတ်တဆိုင်ဖို့တော့ကြိုးစားနေခဲ့ပြန်ပြီဖြစ်ပါတယ်ကျွန်တော်တို့ဖိလစ်ပင်းအသင်းဖြစ်တဲ့ဆင်းခူ W4K ကားနဲ့တိုးသွားပြီနော်နဲ့ဂျားညက်ပြီးပြန်ပစ်ခံရလိမ့်မယ်ရှော့ရှိတယ်ကောင်းလိုက်တဲ့ဆေးကလောက်ကွာတကယ်ကောင်းတဲ့ player လေးပါမာနက်ရိုမီယိုဘွိုင်းဒီဘက်တဲ့နိုင်တော်ကောင်းသွားပြီတာယူဒီဘက်တဲ့ကိုနိုင်ဝိုင်းတော်ကောင်းသွားပြီဒီဘက်တဲ့နိုင်တော်ကောင်းသွားပြီဆေးကလောက်တကယ်ကိုကျွန်တော်တို့movement လေးတွေအကောင်းဆုံးဖန်တီးပေးနေတာဖြစ်ပါတယ်ခုနဗတဲ့မှာဆိုရင်မာနက်နဲ့ကျွန်တော်တို့ဆေးကလောက်ရဲ့ဗတဲ့ movement လေးကတော်ကောင်းတယ်ဆက်စီသွေးလေးရေကူးတာဟာအပါလိုက်ခေါ်တာမအေးလို့တော်ဖြစ်နေတာရောင်ကြီးတော်ဖြစ်နေတာဒီကောင်နွားဇုံနဲ့တင်ရန်ကဲဒီဗတဲ့လေးကိုကွာအကောင်းဆုံးကြော်ဖြတ်လိုက်ကွာတူမင်းဇုံနဲ့တင်ဖေးရတာမင်းစုံနေသိရနားရရောက်ဘယ်ကပြစ်တာဂုတ်တီရောက်လာပြီကွာစားပြီကွာဒါတော့မတက်နိုင်ဘူးလေနော်လို့ငါမှတ်တော့ရလာခဲ့တယ်ဗျတကောင်မဲကြံတော့တယ်ကွာရောင်ကြီးပျောက်သွားပြီရောင်ကြီးဘရိုတွေပျောက်သွားပြီထူတော့ကွာကျွန်တော်စော်ပိုင်းကာလမှာ3သက်ပြခဲ့သလိုပဲ YG စင်နှစ်သင်းပေါင်းပြီးတော့ကျွန်တော်တို့ပြစ်သလိုတော့ဖြစ်သွားခဲ့လို့တော့ပြောချင်တယ်ဘရိုတွေပျောက်သွားခဲ့ပြီဖြစ်ပါတယ်အဲဒီနောက်မှာတကယ် right တိုင်းလေးပဲရောက်ရှိလာခဲ့တဲ့မြန်မာအသင်းဖြစ်တဲ့ NH Granite 196လုံးပြစ်ချက်တွေအောက်မှာတသင်းလုံးပျောက်သွားခဲ့ပြီဖြစ်ပါတယ်ရောင်ကြီးတကယ် right တိုင်းကိုစိုင်တာတော့ဗတ်တယ်ကနော်လုံးဝ YG နဲ့စင်းတွေကခုနဘရိုရီကိုညှက်ပြီးပြစ်တယ်လို့ဖြစ်သွားတယ်ဘရိုရီပြတ်သွားတယ်အဲ့မှာစင်းကအသက်ရှင်တယ်နော်နေပလေယာကိုကယ်ဖို့ကြိုးစားတယ်အဲ့မှာမြန်မာအသင်းနောက်သင်းရောက်granite တွေပြစ်တာ158လုံးလောက်ကစင်းမှာတွေးလိုက်တယ်နော်158လုံးလောက်တွေးလိုက်တယ်ရောက်ငါလာခွမ်း158လုံးလောက်လှမ်းပြစ်တာနော်အဲ့တော့ NHC အနေနဲ့တကယ်ကို right time ဘတ်တက်လာဆိုင်ခဲ့တာဖြစ်ပါတယ်စိတ်မကောင်းစရာတခုကတော့မြန်မာအသင်းတွေချင်းထပ်ပြီးတော့ဘတ်တက်ဆိုင်အောင်မယ်ဒါကတော့ tournament တွေဖြစ်တယ်စောင့်နေခဲ့တဲ့ player တွေအားလုံးကကိုညီကိုမောင်နှမတငယ်ချင်းတွေဖြစ်တော့ညာလဲကျွန်တော်တို့ကဒါရှင်ပြိုင်ခြင်းသာအဓိကဖြစ်တာနဲ့အညီမြန်မာချင်းတွေးတဲ့နောက်မှာလည်းပြစ်ကမဲ့အနေထားလေးရှိနေရဲ့အဲ့နောက်မှာနိုဒီရဲ့ပြစ်ချက်တွေအောက်မှာမာနဲ့ point တခါတည်းအပါခေါ်ခံလိုက်ရပြီဖြစ်ပါတယ်ပြိုင်ပွဲဖြစ်တဲ့အတွက်မပြစ်လို့မရဘူးเนาะမပြစ်ဘန်းခံရမယ်เนาะခလေးအတွေးလေးနဲ့မြန်မာအချင်းချင်းမပြစ်ပါနဲ့တို့မြန်မာအချင်းချင်းကိုမစော်ပါနဲ့မြန်မာအချင်းချင်းမဖက်ပါနဲ့တို့မလုံနဲ့ပြိုင်ပွဲစော့နေတာเนาะအပြင်ဘက်မှာကိုညီကိုမောင်နှမဘလောက်ခင်ဘလောက်ချစ်ဟလားကျန်တဲ့အချိန်မှာကိုညီကိုမောင်နှမတွေကြီးပဲပြိုင်ပွဲ tournament ရောက်ရင်တော့ကြိတ်ကမှာပဲเนาะခလေးအတွေးလေးနဲ့မြန်မာအချင်းချင်းဘာလို့ပြစ်နေရလဲတို့ဘာတို့ညာတို့မလုံနဲ့ဘန်းခံရလိမ့်မယ်เนาะ drama တွေမချိုးနဲ့မြန်မာပေါ်ကားတွေမရိုက်ခိုင်းနဲ့เนาะမြန်မာပေါ်ကားရဲ့လို့ဒရမာတော့မချိုးခိုင်းနဲ့အချင်းချင်းတွေးလို့မပြစ်လို့မရအောင်မပြင့်ဘန်းခံရမယ်
ကဲအဲ့တော့အသင်းကတော့9သင်းပဲကြံတော့တယ်အဲ့နေထားမှာတော့တကယ်လို့သာရန်ကုန် Gladico winner ticket တင်တာရရှိသွားခဲ့မယ်ဆိုရင်တော့ဖြင့်ချန်ပီယံဖြစ်ဖို့အတွက်ကတော့တော်လေးကို90ရာခိုင်နှုန်းကျင်းသိသွားခဲ့ပြီလို့တော့ပြောလို့ရပါတယ်သို့မဟုတ်မြန်မာအသင်းဖြစ်တဲ့ NHD ချက်သားရသွားခဲ့မယ်ဆိုရင်လဲကျွန်တော်တို့ဒါဟာရော NHD ချက်သားရသွားအစစ်နဲ့ရောက်ပြီနော် Bro တွေ2 zone နေတယ် Bro တွေ2 zone နေတယ်ရောင်လေးနော်ပြောနေတွင်းမှာပဲ N4 6စာပြစ်ချက်တဲ့အောက်မှာဂျိုးဆန်တခါတည်းပါအန်ကန်လိုက်ရပြီးတကယ်ကိုတိကျတဲ့ဆေးကလောက်ရဲ့ N4 ကျွန်တော်တို့ Formula 6စာပြစ်ချက်တွေကိုကြည့်ရှုခံစားလိုက်ရတာဖြစ်ပါတယ်ကျွန်တော်စော်ပိုင်းကာလာမှာပြောခဲ့သလိုပဲတကယ်လို့သာ NH ဒါချက်သားရသွားတယ်ဆိုရင် Shot 1 YG Shot 2 NH တော်တော်လေးကိုလှတဲ့မြင်ကွင်းလို့တော့ပြောချင်ပါတယ်ဗျအဲ့တော့မှ WT သူရဲ့ vision ထဲမှာမြင်နေခဲ့တဲ့ PPE က player တွေတောက်လျှောက်ကိုတော့ဖိပြီးတော့ဖြစ်နေခဲ့တဲ့အနေထားမှာပဲ KE player Devan ပြန်ပြီးတော့ hero ခဲ့သလို Lucky Grenade တွေကျွန်တော်တို့ PPE ရှိနေခဲ့တဲ့ဘက်ကိုတော့တောက်လျှောက်လွတ်တက်ပေးနေခဲ့သလို Romeo Boy ရဲ့ AUG ပြစ်ချက်တွေအောက်မှာလဲ Lucky တခါတည်းပါအန်ကန်လိုက်ရပြီး Say Cloud ချုံပုံထဲမှာပဲကျွန်တော်တို့တတရရလေးပဲ position ဖြောက်တိုင်းနဲ့ပဲအငိမ့်လေးဥနေခဲ့တဲ့အနေထားမှာ NHD Say Cloud ရဲ့ position မြင်သွားမှလားအဲ့နောက်မှာတော့ဇိုင်းထီပေါက်သွားခဲ့တဲ့ဇိုင်းဖြစ်ပါတယ် Say Cloud ကျွန်တော်တို့မတ်တထပြီးပြစ်ချက်တွေအောက်မှာပဲဇိုင်းနော်သွားခဲ့ပြီးခဏလေးဥလိုက်တော့ခဏလေးငိမ့်လိုက်တာကောင်းမယ်အေးအဲ့နောက်မှာ Cosby ရဲ့ granite ပြစ်ချက်တွေအောက်မှာ South Clay Say Cloud South Clay နော်ဝါခဲ့ပြီးအဲ့နောက်မှာ Romeo Point ဆက်စီသွေးလေးဖြစ်နေခဲ့တဲ့ Devan KE ကိုတော့အပြတ်ဖြတ်လိုက်ခဲ့တဲ့နောက်မှာတော့အသင်းကတော့3သင်းမကျန်တော့တယ်မြန်မာ2သင်း PPE Philippines သင်းအဲ့နောက်မှာ Romeo Point ကျွန်တော်တို့ဖိလစ်ပင်းပလေယာတွေနော်နေခဲ့တော့တည်တဲ့နောက်မှာတော့ Romeo Boy aggressive ဆဆမ်မဲ့ rush ဖို့တော့စ조사နေခဲ့ပြီးပလေယာနှစ်ယောက်ထားလာခဲ့တဲ့အနေထားမှာ Romeo Boy တယောက်ပြီးတယောက်ကိုနော်ပေးနေခဲ့တဲ့အဲ့နောက်မှာ last one နေထားမှာကျွန်တော်တို့အီမန်ရဲ့ပြစ်ချက်တွေအောက်မှာကျွန်တော်တို့Romeo Boy ပျောက်သွားခဲ့တယ်ဆက်စီသွေးလေးဖြစ်နေခဲ့တဲ့နေရာကိုတော့ NH မြန်မာအသင်းရဲ့ granite တစ်လုံးကျလာခဲ့တဲ့နောက်မှာတော့ကျွန်တော်အစောအိုင်းကာလာမှာ3သက်ပြခဲ့တယ်လို့ပဲ winner chicken dinner ကိုရရှိသွားဟုတ်ပါဒီတော့ဒါတော့ကျွန်တော်ရဲ့ရန်ကုန် Gladiators ကျွန်တော်မြန်မာကိုစားပြုသေးလဲဖြစ်တယ်လို့တကယ်ကိုအလှပိုင်နဲ့အကောင်းဆုံးနဲ့စော့ပြသွားပြီးအမတ်တွေကိုပဲတောက်လျှောက် save သွားခဲ့တာတွေရောအကောင်းဆုံးနဲ့ထိမ့်ပြီးစော့သွားခဲ့တာတွေရောမှာ2025 PMC ရအစဖြစ်တဲ့ C Spring မှာပဲတကယ်ကို champion ဆုဖြစ်တာပါစကူးသွားခဲ့ပြီပဲဖြစ်ပါတယ် Congratulations to Yangon Gladiators World Play ပါတကယ်ကိုအလှပါဆုံးနေဆိုမှဘလို့မှညင်းလို့မရအောင်လို့ပထမတရက်ဒုတိယတရက်တတိယတရက်ကအမတ်တွေဖြတ်ယူရတတိယရက်ထီရောဖြတ်ယူရတာအားရနေသေးတယ်မှာနောက်ဆုံးပွဲဒီပါအကောင်းဆုံးတွေလှုပ်ပြသွားခဲ့တာတော့ရန်ကုန် Gladiators ပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ပါတယ် Whoa final MVP ကျွန်တော် final station MVP ကိုပါ39 kills 8915 damage 1 MVP 19 minute 54 second survival time နဲ့တူတူ 24% team contribution ပါလောက်ထားခဲ့တဲ့ Yangon Gladiators မာနကနေပြောပဲကျွန်တော်အကောင်းဆုံးပဲထပ်ပြီးတော့ final MVP ပါစကူးသွားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ well play ပါ well play Hello congratulations guys တကယ်လို့ရဲကောင်းပါတယ်ကဲဟာတော့ငါပါလို့Hello မင်္ဂလာပါဒီအခုလိုမျိုးချက်ကြရတဲ့ feeling လေးကိုတသိန်းလုံးရဲ့တယောက်ချင်းစီတိုင်းပြောပေးပါဦးတကယ်အကောင်းဆုံးနဲ့လုပ်ပြသွားတဲ့အချိန်လိုမျိုးလေးဆိုပြောပြခံစားလဲဆိုပြောပြပေးပါဦးသူ့ချန်ပီယံပြီးတော့ရန်တော့ပြောပါတယ်ဒါပေမဲ့လည်းဘယ်မှမသွားဘူးဆိုတော့နေရောခံရတာပေါ့နော်နောက်စီရင်သူနဲ့စီကတော့ PNGC နဲ့ PNW ဆိုတော့ကျွန်တော်ဒီစီရင်ကနည်းနည်းတော့နေတာခံနေလိုက်မယ်ဒါပေမဲ့လည်းပြောပါတယ်ဟုတ်ပါတယ်အခုလိုမျိုးကျွန်တော်ဒီဟာပေါ့နော်အခု socket ရဲ့အတွင်းထဲမှာကျွန်တော်ဒီ team ရဲ့ stress တွေရောဒီ face တွေကိုဘယ်လိုမျိုးဆုံးဖြတ်ပြီးတော့အကောင်းဆုံးနေစော့သွားခဲ့တာလဲပြီးတော့ကျွန်တော်အရှိဒီ group stage တွေရပေါ့အခုချိန်ဒီ grand final stage တွေရောဘယ်လိုမျိုးတွေအကောင်လုံး stress တွေကိုတိုင်ပင်မြတ်သေးချာလုပ်ခဲ့ကြရလဲကျွန်တော်စောခဲ့ရစားလားအဲ့လောက်ထိခက်တော့မရှိပါဘူးကျွန်တော်စောရစားကျွန်တော်တော့ပြောတယ်ဒါပေမဲ့ group stage ဝီမှာတော့နည်းနည်းခက်ခဲရှိတယ်ဒါပေမဲ့ final မှာတော့အဲ့လောက်ထိမဟုတ်ပါဘူး
လုံးဝပြောထားခဲ့တာလုံးဝတကယ်ကိုသူတို့တွေရဲ့ပြိုင်ဘက်အသင်းကဘူးမှကျွန်တော်တို့ဘူးမှချိစရာမလိုသူတို့ပဲကျုံးမယ်ငကိုတွေကပြောထားတဲ့အတိုင်းပဲတကယ်ကိုလုံးဝလှုပ်ပြသွားတာเนาะကျွန်တော်လှုပ်ပြသွားတဲ့အပြင်ကိုအခုခုနလည်းပြောသွားပြီကျွန်တော် team work တွေတော့ဒီအခု team work တွေရောအကုန်လုံးလည်းတကယ်ကိုလည်းကောင်းသွားခဲ့တာရတော်တော်ကြီး perfect ဖြစ်တာတော့ဘယ်လိုမှညင်းလို့မရပါဘူးခုနလည်းပြောသွားအခက်အခဲလုံးဝမရှိခဲ့ဘူးဆိုတော့ကျွန်တော်နောက်ထပ်မေးခွန်းမေးကြမလို့တော့ဘာလို့လဲဆိုတော့အခက်အခဲပဲမေးဖို့တက်ဆိုတော့ okay ဒီတော့အခုဒီအပြင်ကိုအခုတလောအတွင်းမှာပဲကျွန်တော်တို့ဘယ်လို champion နှစ်ပွဲစတိုက်နော်ဒီ sort နေနှစ်ပွဲလုံးတပြိုင်တည်းကို champion ဆုခူးသွားနောက်လို့မရအောင်ဆိုအကောင်းဆုံးထုတ်ပြထားတဲ့ YG နေနဲ့ကျွန်တော်တို့နောက်ထပ်ဒီလိုမျိုးတွေကိုပြန်ပြီးတော့ဘယ်လိုမျိုးတွေတိုးတက်အောင်တောက်လျှောက်တဲ့ training တွေလုပ်တာလဲဆိုတာကိုပါ sharing လေးလုပ်ပေးပါဦး။ပြောရမယ်ဆိုရင်ဒီအခု law တွင်းမှာနေပြန်ပြီးတော့ team ကပြန်ပြီး reform လုပ်တယ်အသင်း player အသစ်တွေပြန်ပြီး recruit လုပ်ကြပြီအကုန်လုံးပြန်ပြီးတော့ဘယ်လိုပြောမလဲ try တကယ်ကို try လာခဲ့တာမှာအခုပို့ပြီးတော့ကျန်းလာတယ်လို့ပဲပြောရမှာပေါ့နော်။အဲ့ဒါအတွက်ကိုအကုန်လုံး share ပေးသွားပါဦး။ ဒီကကျွန်တော်တို့အသင်းသားတွေက၄ယောက်လုံးကတင်ပါတယောက်နဲ့တယောက်နည်းပိုနားလဲလာပေါ့ရန်တော့မကြဘူးမဲ့ဖြည်းဖြည်းနားလဲလာရဲအဲ့တော့ဖြည်းဖြည်းဒီပွဲပြန်ကြည့်ကြရဲတခုဆိုပြန်ပြီးလေးလာကြရဲဘယ်လိုလုပ်ရမလဲတိုင်ပင်တာပေါ့ဒီကတော့ကျွန်တော်၄ယောက်လုံးပေါ့၄ယောက်လုံးစူးစမ်းလို့ပဲ ဒီတော့ကျွန်တော်အဲ့တော့ကျွန်တော်အခုဆိုတော့ fan တွေကိုအခုပြန်ပြီးတော့ထပ်ပြီးတော့လေ fan တွေနှုတ်ဆက်စကားလေးပါပြောသွားပြီပေါ့ final နောက်ဆုံးရတဲ့ကျေးဇူးအပေးရတဲ့ကျေးဇူးတင်ပါတယ်လို့ပြောပြတရားချင်းလို့ရတယ် ဟုတ်လည်းတက်ကြတော့ပါ ။ဟောလဲနောက်စီ တယောက်ချင်းစီပြောတယောက်ချင်းစီပါပြော တယောက်ချင်း okay okay ခုချိန်ကြီးကျွန်တော်တို့ဟိုအပိနေတဲ့တယောက်ချင်းအောင်ကျေးဇူးတင်ပါတယ်နောက်ကြလဲအကောင်းဆုံးနေပဲခြားပြသွားမှာပါအားပေးကြပါဦး အပိနေရတဲ့အချင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နောက်လာမဲ့ WEC ကိုလည်းဆက်လက်အားပေးကြပါအောင်လို့အမြင်ရအောင်ကျွန်တော်တို့ပြောပြပါမယ် ကဲထုံးစံတိုင်းပါပဲတရားလုံးပဲအမြောက်ပါ ကျွန်တော်တို့အပေးကြတဲ့အကောင်တော့ကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ပွဲမှာလည်းကောင်းတဲ့လုပ်ပြပါမယ်ပတ်ပန်းပါ ပြီးတော့အားလုံးပဲကျေးဇူးတင်ပါတယ်ရန်ကုန် Glady Ghost ပြော congratulation လို့ပြောရနေပဲကျွန်တော်တို့အားလုံးပဲကျေးဇူးတင်ပါတယ်လို့ပြောရနေပဲဒီကနေပဲနှုတ်ခွန်းဆက်လိုက်ပါတယ်ရောအခုကျွန်တော်တို့ဒါတော့ interview ပြီးဆုံးသွားခဲ့ပြီလို့ပါပြောရနေပဲလုံးဝအကောင်းဆုံးတွေစွတ်ခူးပြပြီအကောင်းဆုံးတွေစော့ပြနေခဲ့တဲ့ရန်ကုန် Glady Ghost ဒီနေ့မှာတော့နောက်ထပ် champion ဆုတဆုပါထပ်ပြီးစွတ်ခူးသွားခဲ့ပြီလို့ပဲပြောပြရစီဒီတော့ Jory ရဲ့ခုနောက်ထပ်လာမယ့်ပွဲစဉ်မျိုးနဲ့ဆက်လက်စောင့်မယ့်ကြည့်ရှုအားပေးကြပါလို့ပြောရနေပဲဒီနေ့ပွဲစဉ်တွေတင်ဆက်ပေးသွားတော့ကျွန်တော် Blame Set to do ကျွန်တော်ဆမ်မီပဲဖြစ်ပါတယ် ကျွန်တော်ပွဲစဉ်တွေဒီ tournament တောက်လျှောက်လုံးတင်ဆက်ပေးသွားခဲ့တာဟုတ်ကျွန်တော် Rowan Zano ပါအပါဝင်ကျွန်တော်တို့၄ယောက်လုံးကိုတင်ဆက်ပေးသွားခဲ့တာအမားယွန်းလေးရဲ့အချို့အနေငယ်အမားယွန်းနဲ့လေးရှိရင်နားလည်ပြီးသားလို့ခွင့်လို့ပါလို့တောင်းဆိုရင်းနဲ့ပဲဒီမှာပဲကျွန်တော်တို့ရဲ့ tournament တစ်ခုလုံးကိုပြန်လာခွင့်ပြုပါအားလုံးပဲကျေးဇူးတင်ပါတယ်ပြောရနေမယ်မင်္ဂလာရှိသောညချမ်းလေးပါကျမချမ်းသာခြင်းကိုပိုင်ဆိုင်ကြပြီးတော့ကျွန်တော်နောက်ထပ်ပွဲတွေမှာကြည့်တွေ့ကြမယ်ခင်ဗျာ